ဘဲဥတွေရမယ်ဘဲဥကတော့ဖိုးဖိုးရေးပြီး အဲ့မှာခုမှကောက်လာလေပလေတာတဘာဝနော် တော့ကစုံလေကစုံဒါလေကစုံပါဒါလေထဲမှာဥတယ်ဘဲဥပါ natural ဥ natural ဒါ organic စစ်လားကစုံရွက်မယူလေကြာဦးမလားအေးရောက်ငွေချေပါ ပေါက်ရတယ် အေးရောက်ငွေချေရမယ်ကစုံရွက်နဲ့ဘဲဥနဲ့ အဖိုးပဲလူလေးရတယ်လို့လှလာလေး လာပပလူလက်လေးလန်းလန်းလေး 15နှစ်မကျော်ဘူး15နှစ်မကျော်လဲ မခိုင်နဲ့မသဲတုံနဲ့ဦးလေးနဲ့ပါလေအိမ်မြဲချစ်အိမ်မြဲမဆုံနဲ့ပေါ့ မမြက်ချေအေးမေးမြက်ချေ သူတို့ညကလည်းမလဲလေမြဲချေရေခေါ်ဟိုကမထူးဘူးတည်းရည်နေပြီးတော့မလေးအိုးနမေမားနေအဲ့ရေလေးကမလေးကိုတို့မနေမှာကို